တို့ပြောသည့်စကားများကိုရွှေနှန်းကျော်ကြီးတို့မရောက်ခင်ဘေးလူတွေကြောက်ရမှာဆိုလို့ပါရပါတယ်မဟုတ်တာလေဟိုဒါဆိုရင်ရွှေနန်းတော်ကြီးကိုရောက်တဲ့အခါဘရင်ထီးဖျားကိုရှောက်ဖို့အတွက်အလုံးစုံသာဟောဒီကမဟုတ်တာသူ့ခမင်းလေးပြောပြီးတော့ဒီနားမှာလူရှင်းနေဆိုတော့ဘယ်သူမှလည်းမကြားတော့ပါဘူးဘာလီဒါဆိုရင်ဘရင်ထီးဖျားကြီးနဲ့ပြောရဆိုရရှိတဲ့လူရှာထားပြီလားရှာပြီဟိုသူပဲရှာထားပြီဆိုရင်ကျွန်တော်ပြောသည့်စကားများကိုသိရချင်တာထောင်ပါရာမစတဲ့ကလေးဟာရွှေနန်းတော်သူရောက်သည့်အထိရင်မက်စီဒီရှာကြီးတန်ငယ်ငိုပြီးသွားပါမယ်လမ်းမှာဘသူပါမေးဘာမှမပြောရပါဘူးစိတ်ချပါမဟုတ်တာသူခုံမင်ကလေးရဲ့လမ်းမှာလေဘသူဘာလာမေးဘာတခေါမှပြန်မပြောဘူးတတ်တယ်လို့ငယ်ကြီးသားလာမေးတော့မှဘာတခေါမှပြန်မပြောဘူးဗျာပြန်မပြောလို့ तू မုန်းရင်လဲမုန်းသွားပါစေဒါဆိုရင်ကျွန်တော်ဆက်ပြောပြရမယ်နားထောင်ပါရွှေနန်းတော်ကြီးတို့ရောက်တဲ့အခါဘရင်ထီးပြားကြီးကိုတန်တော်ဦးတင်လိုက်ပါမှန်လားပါဗျာကျွန်တော်မျိုးတို့အားကိုးရဖြစ်တော့ဘရင်ထီးပြားကြီးဗျာကျွန်တော်မျိုးကိုတနာတော်မှာဗျာလို့တန်တော်ဦးတင်လိုက်ပါအဲ့ဒီခါကျရင်ဘရင်ထီးပြားကြီးကဘာဖြစ်လာလဲလို့မေးပါလိမ့်မယ်ကျွန်တော်မျိုးကြီးပါလေယောက်ျားရင်းမကြီးဖြစ်ပါလေရနဲ့မိဘမိဆိုပြီးနားချင်းစွာအော်ဟင်းနေကြမှာဗျာလို့တန်တော်တင်လိုက်ပါခါမှမကြောက်ဘူးလားလေကြားရတယ်အဖြစ်ဆိုးလိုက်တာပါလေမကြုံဘူးလားလေကြုံပါတို့တော့အဖြစ်ဆိုးလိုက်တာပါရဲ့ရှောင်းရင်မိတ်တာဘာဖြစ်တာလဲရှောင်းရင်မိတ်တာအဖအဆုံးသွားပြီဟုတ်လားဘယ်တော့သေးွားလဲဒီမနေ့ပဲလားကျုပ်ကိုပြောတာမှာကျုပ်လာကူညီရှင်လို့ပါဘာလေးပြောနေတာလဲဘာလေးပြောနေတာလဲဖြစ်ဆိုးလိုက်တာပါဘယ်ကလည်းရောင်းရပါအကောင်းရှိသေးတယ်ဟုတ်တယ်ကွာဟုတ်လားဘယ်တော့သေးွားလဲဖက်စမ်းမှာလက်ကိုဝဲသွားစမ်းမှာရောင်းရင်တော့နာလဲတခါမှမကြုံဘူးတခါမှမကြောက်ဘူးလိုက်ကြားတယ်ဖြစ်ဆိုးလိုက်တာအဘရဲ့အဘရဲ့ရောင်းရင်ကျုပ်ကိုပြောပြစမ်းပါဘယ်တော့သေးွားလဲကျုပ်ကူညီရှင်လို့ပါမပြောပြောပြပါမပြောဘသူမှမပြောနဲ့လို့မှားလိုက်တယ်ဟုတ်ပါဘူးဘသူမှမပြောအမလေးဖြစ်ဆိုးလိုက်တာအဘရဲ့အဘရဲ့ပြောမှသိမှာပေါ့ရောင်းရင်ရယ်ကဲမပြောရင်လည်းနေတော့ဒါနဲ့ကျုပ်ကိုထီဘူးလေးတော့ပေးပါဦးနော်ပါဘူးဘာလို့မပါမှာလဲဟာလေကျုပ်ကိုမပေးချင်လို့ဟုတ်တယ်ဒါဆိုဒီနေရာဘယ်မှသွားလို့မရအောင်မသွားလို့မရဘူးရောက်သွားမှာအမလေးဖြစ်ဆိုးလိုက်တာပါရဲ့ဟဲ့ကောင်ကောင်းလားဗျာမင်းအဲ့ဒါဘာလုပ်နေတာသူနဲ့ကျွန်တော်နဲ့ထုတ်စီးတိုးတန်းကစားနေတာဘာထုတ်စီးတိုးတန်းကစားတာလဲမတက်တက်မဲ့မိတ္တာကိုအနှောက်ယှက်ပေးနေမှာလားမဟုတ်ပါဘူးရွာလူကြီးရယ်ကျွန်ုပ်ကလေသူ့ကိုကူညီခြင်းလို့ဘာဖြစ်လဲလို့မေးတာသူကမပြောဘူးလေအဲ့လိုတားပြီးတော့မေးနေတာကျွန်တော်ကူညီခြင်းလို့ပါဟဲ့ကောင်မင်းပါစပ်ပိတ်ထားတာမင်းအေးဆေးဆေးပြန်ရင်ကောင်းမယ်ငါအကုန်ကြားတယ်ကွာဒီကောင်းကိုကပ်ပြီးမင်းထေဖို့တောင်းနေတာမဟုတ်လားရွာလူကြီးအောင်ကြားသွားပြီပဲအဲ့ဒါဆိုလေကျွန်တော်တို့ထေဖို့လေးကူတောင်းခုပါတယ်ဟဲ့ကောင်မင်းကွာပြောလေကဲလေလာသာအမလေးပြလာသာမိတ်တာမင်းသွားစရာရှိတယ်လားဆက်သွားဒီကောင်းအောင်ငါဖုံးမလိုက်ဝါကျေးဇူးပါပဲရွာလူကြီးရဲ့အမလေးအဖြစ်ဆိုးလိုက်တာတော့နာရဲ့ဟုတ်ပါဘူးအဘရဲ့ခုနကလေကိုမိတ်တာကြီးတယောက်ရွာထဲမှာရင်မက်စီတီဗီအော်ဟက်ငုံနေတယ်ဆိုဟုတ်တယ်ရွှေအိုရဲ့ငိုပုံငုံနဲ့လည်းခက်ဆန်းဆန်းမဲ့တော့ဘလို့ငုံနေလို့လဲမခင်မေအမလေးဘာရဲ့ဟိုမဖြစ်ဆိုးလိုက်လားမမြင်ဘူးလားမြင်နေရတယ်မကြားဘူးလားကြားနေရတယ်ဆိုပြီးရင်မက်ကိုစီတီဗီအော်ပြီးငုံနေတာဟဲ့မဟုတ်မှလွယ်ရောသူ့ဘာဆုံးသွားလားမသိဘူးဟာမဖြစ်နိုင်ပါဘူးမခင်မေရဲ့သူ့ဘာအကောင်းကြီးပါဟိုတနေ့ကလေးညှိထိုင်လုံးနဲ့တွေ့လိုက်တယ်အခုမှသတိရတယ်တို့ရအောင်လေဘရင်ထီးပြားကြီးကနွားလာဥတ္တဖာနှစ်ထီးကိုတားမခိုင်းတဲ့ကိစ္စအဲ့ဒါကိုမိတ္တာကိုမဟောတတာသူ့ကမိန်ကြီးကဘယ်လိုဖြေရမယ်လို့ဖြေပုံဖြေနည်းတင် जा ပေးလိုက်လို့သိရတယ်အဲ့ဒါပဲဖြေရမယ်ဩဒါဆိုခုနကကိုမိတ္တာကြီးရင်မက်စီဂျီဘီငိုသွားတာမဟောတတာသူ့ကမိန်လေးလောက်ခိုင်းတဲ့အတိုင်းလောက်တာပေါ့ဟုတ်တာပေါ့ရှူရဲ့မဟောတတာသူ့ကမိန်ပညာရှိတဲ့ဉာဏ်ပညာကြီးမှပါတော့အံ့ဩလောက်ပါလေဟုတ်တယ်မခင်မေကြီးမဟောတတာသူ့ကမိန်လေးရှိနေလို့
ကျမတို့ရွာရဲ့ကြက်တီကိုစောင့်နိုင်တယ်လို့ပဲပြောရတော့မယ်ဒီဘောကြီး ရှင်ဆိုးလိုက်လားဗျာတခါဦးမကြုံဘူးတခါဦးမကြောက်ဘူးတဲ့ဗျာ ဟဲ့မောင်လို့တဲ့ဘဲအတွက်ကြောင့်နန်းတော်ကလာပြီးမင်္ဂလာမရှိရင်ဘတ်စီဒီငိုကြွေးနေရတာတော့တင်မင်းပြင်းမင်းတာတင့်ကျင်လို့လား ကျွန်တော်ကအကြောင်းရှိတယ်ရဲမဲရဲ့အဲ့ဒီအကြောင်းရဲမဲကိုလည်းပြောပြလို့မဖြစ်ဘူးဗျာအဖြစ်ဆိုးလိုက်လားဗျာတခါဦးမကြုံဘူးတခါဦးမကြောက်ဘူးအဖတယ်ကကြောက်တော့ခံစားလိုက်ရတယ်ဗျာရဲ့ တဲ့ဒီမောင်လို့လင်တင်တော့တေတော့မှာပဲဒီလောက်တော့ငိုခြင်းတင်းချမ်းကုန်သွားငိုသွားဘရင်ထီဖျားကြီးတီးလို့ရှင်တင်းကိုတတ်လိုက်မယ် အသက်မခံပါဘူးဗျာကျွန်တော်ကိုဘရင်ထိရိုက်နေတာပေးတွေ့လိုက်စမ်းပါရောင်းရဲမကကျေးဇူးကိုလေကျွန်တော်တသက်မမွေးပါဘူးအဖြစ်ဆိုးလိုက်လားအဘရဲ့ ဒီမဲ့အမောင်လို့လင်ဘဲအတွက်ကြောင့်အသင်ကိုဘရင်ထီဖျားကြီးနဲ့ပေးတွေ့ရမှာတော့အမောင်လို့လင် ကျွန်တော်ကဘရင်ထိရိုက်နထီသားဖွားဖို့နွားလာအုတ်သဝတကောင်ပေးဖို့ထားတဲ့အရှိရွာမြေစကုံးရွာလာပါမယုံရင်ပုံတော်ရုံမေးကြည့်ပါ ကောင်းပြီလေကျုပ်အခုပဲသွားမေးကြည့်မယ်တင်ဒီနာကစောင့်နေခဲ့ဝင်မလာနဲ့နော် အဘရဲ့ ဒီမောင်လို့လင်မငုံနဲ့တော့ဒီကျုပ်အခုပဲသွားပြောမှာ အဖြစ်ဆိုးလိုက်လားအဘရဲ့တခါမှလည်းမကြုံဘူးတခါမှလည်းမကြောက်ဘူးအဖြစ်ဆိုးလိုက်တာအဘရဲ့ ဟဲ့မောင်လူလင်ငါရဲ့ရှေ့တော်မောက်ကိုရင်မစီတီငိုကြီးချက်မှနေဘယ်အကြောင်းကြောင့်အခစားဝင်ရောက်လာဟမ် မှန်လားပါဖေ။ကျွန်တော်မျိုးရဲ့အဖယောက်ျားရမကြီးဟာကိုဝင်ကို6လလွယ်10လလွယ်ထားရကြောင်းပါဖေ။ယခုအခါတွင်၎င်းကိုဝင်ဟာအချိန်ကျော်လွန်၍မမွေးဖွားနိုင်သောကြောင့်ဝေဒနာကိုပြင်းပြထန်ထန်ခံစားနေရကြောင်းပါဖေ။ မောင်လူလင်ငါကိုယ်တော်ရှင်မြတ်အနေနဲ့တိုင်းပြည်အုပ်ချုပ်မင်းလုပ်လာတာနှစ်ပေါင်းများစွာကြာခဲ့ပြီဘယ်နဲ့ယောက်ျားရှင်ကြီးကမိဖွားတယ်ဆိုတာတခါဘူးမြမကြဘူးပဲဘူးမောင်လူလင်ဘယ်အတွက်ကြောင့်မူသားစကားကိုဆိုရတာလဲ မှန်လားပါဗျာရှင်မင်းကြီးရဲ့စကားတော်ရဆိုလေကျွန်တော်မျိုး၏အဖယောက်ျားရမကြီးဖြစ်နေသည်မို့မိဖွားပေးနိုင်သည်ကိုမဖြစ်နိုင်ခဲ့ပါလေကျွန်တော်မျိုးတို့ရွာနဲ့ရောက်ရှိနေတော့နွားလာအုတ်တဖနထီးကြီးကိုလည်းကျွန်တော်မျိုးတို့အဘဲကဲ့သို့မိဖွားပေးနိုင်ပြီနိဖေဟာ ဟောဟုတ်ပြီတာပဲဟုတ်ပြီတာပဲယောက်ျားချင်းမကြီးအောင်မှမီးဖွားလို့မရသလိုငါကိုယ်တော်ရှင်မြတ်အမိတ်တော်ချမှတ်ထားတဲ့နွားလာဥဒ္ဓဖကလည်းဘယ်မှာလာလို့သားဖွားလို့ရနိုင်မလို့ဟဲ့အမောင်လူလင်အမောင်လူလင်ကိုအခုလိုရင်မတ်စီတီငိုကြီးချက်မှတ်နဲ့ဖြေဆိုရမယ်လို့အဘယ်သို့သောပုဂ္ဂိုလ်ကသင်ကြားပေးလိုက်တာတော့ကွယ် မှန်လားပါဖေဟာဤကဲ့သို့ပြုမှုပြောဆိုရမည်ကိုမဟောတထာဒုက္ခမိန်ငယ်လေးကစီစီညွှန်ကြား၍တင်ကြားပေးလိုက်ကြောင်းပါဖေဟာ ကဲတင်နကအမကြီးကြားတယ်မဟုတ်လားအဲ့ဒီတော့ငါကိုယ်တော်ရှင်မြတ်အနေနဲ့မဟောတထာဒုက္ခမိန်ငယ်လေးကိုငါရဲ့အနီးပါးမှာခေါ်ဆိုထားဖို့ဆန္ဒတယ်အရန်ကိုပြင်းပြလှပြီတင်နကအမကြီးရဲ့ မှန်လားပါရှင်မင်းတရားကြီးဖေဟာမဟောတထာကိုခေါ်ယူမိအေးမှာအရှင်မင်းတရားကြီးစန္ဒတော်ပြင်းပြနေတာကိုသိရသည့်အတွက်ကျွန်တော်မျိုးစိတ်မကောင်းဖြစ်မိပါတယ်ဖေဟာတို့ပါတော့လေမဟောတထာဒုက္ခမငယ်မှာအသက်အရွယ်ငယ်ရွယ်သေးသည်မဟုတ်မင်းရေးမင်းအောင်မထမ်းဆောင်နိုင်သေးပါဖေဟာရှင်မင်းတရားကြီးဆင်ញင်တော်မူပါဦးဖေဟာဆင်ញင်တော်မူပါဦး